အပိုင်းနှစ်မှန်တဲ့ကအရာတန့်စင်ခြေထောက်တွေတုံလာတယ်။ဒါပေမဲ့မျက်လုံးကမခွာနိုင်ဘူး။မှန်တဲ့ကမိန်းကလေးကဖြည်းဖြည်းချင်းနီးလာနေတယ်။ထူးဆန်းတာကတန့်စင်ကမလှုပ်ပဲရက်နေတဲ့အချိန်မှာမှန်တဲ့ကအရာကပဲလှုပ်နေတာ။သူနောက်ဆုတ်လိုက်တယ်။ဒါပေမဲ့မှန်တဲ့ကမိန်းကလေးကမှန်နာထိကပ်လာပြီးတိုးတိုးလေးပြောတယ်။နင်ကနေရယူမလို့လား။အတန်ကလည်းပင်ကျိုးနေတယ်လို့ချိုးချိုးကြီးရုတ်တရက်မီးပြတ်သွားတယ်။အိမ်တစ်ခုလုံးမှောင်သွားတယ်။တန့်စင်ကိုယ့်ရဲ့အသက်ရှူတန်ကိုပြန်ကြားနေရတယ်။ပြီးတော့နားနားကပ်ပြီးရေတံတစ်ခုထပ်ကြားလိုက်ရတယ်။တန့်စင်လန့်ပြီးဖုံးမီးဖွင့်လိုက်တယ်။မီးရောင်ကရေချိုးခန်းနံရံကိုဖျက်သွားတယ်။ဘာမှမရှိဘူး။မှန်ထဲမှာတော့မိန်းကလေးကသူ့နောက်တက်တက်မှာရက်နေတယ်။တန့်စင်လှည့်ကြည့်လိုက်တယ်။ဘယ်သူမှမရှိပြန်ဘူး။ပြန်ပြီးမှန်ထဲကြည့်လိုက်တော့ဒီတစ်ခါမိန်းကလေးမျက်နှာကသူ့ပခုံးပေါ်နားထိရောက်လာပြီ။မျက်လုံးနေရာမှာအနက်ရောင်အပေါက်ကြီးတွေပဲ။နေထွက်မရတော့ဘူး။ရုတ်တရက်ဒုံရေချိုးခန်းတကားပိတ်သွားတယ်။ဝါကအလိုလိုခတ်သွားတယ်။တန့်စင်တကားကိုအယူလိုထူတယ်။ဖွင့်စမ်းတိတ်ဆိတ်နေတယ်။ပြီးတော့ချစ်ဆိုတဲ့အတန်နဲ့အတူမှန်ကြီးပေါ်မှာအကြောင်းပေါ်လာတယ်။အကြောင်းတွေတဖြည်းဖြည်းပြန့်လာတယ်။မှန်ထဲကမိန်းကလေးကလက်ကိုဖြည်းဖြည်းမြောက်လိုက်တယ်။သူ့မလက်ချောင်းတွေကမှန်အပြင်ကိုထွက်လာတယ်။ရေဆိုဆိုလက်ချောင်းရှည်ကြီးတွေတန့်စင်နောက်ဆုတ်ရင်းခြေချော်ကျသွားတယ်။ခွန်းမှန်ကြီးတစ်ခုလုံးကွဲသွားတယ်။မှန်စတွေကျမ်းပြင်ပေါ်ပြန့်ကျဲသွားတယ်။ဒါပေမဲ့မှန်စတိုင်းထဲမှာတန့်စင်မျက်နှာမပေါ်ဘူး။အဖြူရောင်မိန်းကလေးမျက်နှာပဲပေါ်နေတယ်။အားလုံးကတပြိုင်တည်းပြုံးနေကြတယ်။နင်အခုငါနဲ့အတူနေရတော့မယ်။ရုတ်တရက်တန့်စင်ခေါင်းရမ်းမူးလာတယ်။အခန်းကြီးကလှည့်နေတယ်လို့ပြီးတော့သူသတိလစ်သွားတယ်။နောက်နေ့မနက်ရွာသားတွေအိမ်ထဲဝင်လာကြတယ်။ရေချိုးခန်းတကားကပွင့်နေတယ်။ကျမ်းပြင်ပေါ်မှာမှန်စတွေအပြည့်။ဒါပေမဲ့တန့်စင်မရှိတော့ဘူး။ထူးဆန်းတာကကွဲနေတဲ့မှန်စတစမှာတန့်စင်မျက်နှာပေါ်နေတယ်။သူကအတွင်းကနေမှန်ကိုထုနေတယ်လို့ပါဇက်ကတခုခုအော်နေတယ်။ဒါပေမဲ့အတန်မကြားရဘူး။ရွာသားတယောက်ကကြောက်ပြီးမှန်စကိုလွှင့်ပစ်လိုက်တယ်။ခွန်းမှန်စကွဲသွားတဲ့အချိန်အပေါ်ထက်ကနေရေတံတစ်ခုကြားလိုက်ရတယ်။အဲ့ဒီနေ့ကစပြီးအဲ့ဒီအိမ်ကိုဘယ်သူမှမဝင်ရဲတော့ဘူး။ဒါပေမဲ့ည7နာရီကြာရင်ရေချိုးခန်းမှန်ထဲမှာတခါတလေလူငယ်တယောက်မျက်နှာပေါ်လာတတ်တယ်။သူကကြောက်ကြောက်နဲ့မှန်အပြင်ကိုကြည့်နေတယ်။သူ့နောက်မှာတော့အဖြူရောင်မိန်းကလေးကဖြည်းဖြည်းချင်းပြုံးနေတယ်။မှန်ထဲကလူကဘယ်သူဖြစ်မလဲ။